မရေရတဲ့အတွေ့များနဲ့အပြည့်စည်ကြောင်းနဲ့မျောနေခဲ့ပြင်းလွန်တဲ့လှိုင်းရဲ့ရိုက်ချက်များနဲ့ပဲစီမျောလွင်အောင်မလေးကြီးမားတဲ့ဒုက္ခကြောင့်ဆောင်များနဲ့ရိုက်ခံမိရင်လေဘဝမှာပြင်းလွန်တဲ့တရားများနဲ့ပြည့်စည်တော်မယ်အလင်းတရားမရရှိဖို့အတွက်ဝိညာဉ်ကိုအားသင်များလို့တဲ့ဒီချိန်မှာအားလုံးသိမြင်လာခဲ့အေးမြတ်တဲ့ခင်မြတ်တာပဲအသိရှိကဆုံးတောင်းမှနှလုံးသားမှာတန်ချက်တွေနေသခင်ဘုရားကျွန်တော်နှလုံးသားမှာကဲဝမှုပါအလင်းခေါ်အားပေးပါမရေရတဲ့အတွေ့များနဲ့အပြည့်စည်ကြောင်းနဲ့မျောနေခဲ့ပြင်းလွန်တဲ့လှိုင်းရဲ့ရိုက်ချက်များနဲ့ပဲစီမျောလွင်အောင်မလေးကြီးမားတဲ့ဒုက္ခကြောင့်ဆောင်များနဲ့ရိုက်ခံမိရင်လေဘဝမှာပြင်းလွန်တဲ့တရားများနဲ့ပြည့်စည်တော်မယ်အလင်းတရားမရရှိဖို့အတွက်ဝိညာဉ်ကိုအားသင်များလို့တဲ့ဒီချိန်မှာအားလုံးသိမြင်လာခဲ့အေးမြတ်တဲ့ခင်မြတ်တာပဲသိရှိကဆူတောင်းမှနှလုံးသားမှာတန်ချက်တွေနေသခင်ဘုရားကျွန်တော်နှလုံးသားမှာကဲဝမှုပါအလင်းခေါ်အားပေးပါအလင်းတရားမရရှိဖို့အတွက်ဝိညာဉ်ကိုအားသင်များလို့တဲ့ဒီချိန်မှာအားလုံးသိမြင်လာခဲ့အေးမြတ်တဲ့ခင်မြတ်တာပဲအသိရှိကဆူတောင်းမှနှလုံးသားမှာတန်ချက်တွေနေသခင်ဘုရားကျွန်တော်နှလုံးသားမှာကဲဝမှုပါအလင်းခေါ်အားပေးပါသခင်ဘုရားကျွန်တော်နှလုံးသားမှာကဲဝမှုပါအလင်းခေါ်အားပေးပါ